တနိုင်ငံလုံးပြည်သက်တွေစောင့်မျှော်နေကြတဲ့ကျော်စွာဝင်းရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရဲ့ဒီပွဲကတော့ကျော်စွာဝင်းအတွက်အရောက်မှာအရေးကြီးပါတယ်နော်။သူ့ရဲ့ပွဲဦးထွက်ဖြစ်တာမို့လို့ပါ။ဘာကြောင့်လဲဆိုတော့ဒါကျော်စွာဝင်းဟာ Feathers Gym မှာလေ့ကျင့်နေတာလာချီကြပြီ။ဆိုတော့ One Championship မှာပွဲဦးထွက်မယ်ဆိုပေမဲ့လေတိုင်းရန်ပြဿနာကြောင့်ဒါ One ကနေခဏနော်သူ့ကိုအနားပေးလိုက်တယ်ဒါပေမဲ့ဒီ17လပိုင်းမှာပြုလုပ်မယ် One Friday Fight မှာလေကျော်စွာဝင်းကလူပိုတက်ဖြစ်နေမှာဗျာသူအနေနဲ့သူတို့အနေနဲ့တကယ်ကိုမှဆရာကြီးတွေပဲပွဲထုတ်ထားတာဆိုတော့ကျော်စွာဝင်းကိုအကြီးကျယ်သူတို့အနေနဲ့တက်နော်ဘယ်လိုပြောရမလဲထူးထူးခြားခြားပွဲထုတ်ခြင်းနဲ့ဆိုတော့2026တလားပိုင်းတော့မှသူတို့ပြန်အသုံးပြုမယ်ဆိုတော့အနေထားကလောလောဆယ်မှာကျော်စွာဝင်းအနေနဲ့လေတလောက်လေ့ကျင့်ထားတာဗျာပွဲကလိုနေပြီလေ့ကျင့်မှုတွေကိုကြီးပဲလုံနေတာနော်ဘယ်လိုပြောရမလဲပွဲထိုးမှဖြစ်တော့မယ်ဗျာသူ့ချင်းနေဟုတ်တယ်မလားဆိုတော့ကျော်စွာဝင်းက One Championship မှာတော့ပွဲမထွက်ဘူး Lumini Fight မှာပွဲဦးထွက်မယ်ဆိုတော့ဒီပွဲကကျော်စွာဝင်းဟာ Feathers Gym မှာလေ့ကျင့်နေတာလာနေချီပြီးချားပြီးဖြစ်တဲ့အတွက်ဘယ်လောက်တိုးတက်လာပြီလဲသူ့ရဲ့အခြေအနေကဘယ်လိုရှိနေပြီလဲဆိုတာကျွန်တော်အနေနဲ့ကြည့်ရမယ့်ပွဲဖြစ်တယ်အရောက်မှာအရေးကြီးတဲ့ပွဲဆိုတော့ကျော်စွာဝင်းကတော့နိုင်မာတီချာရီလို့ပြောနေကြပါဘောเนาะမနေ့ကဆိုရင်လည်းပဲဒါကျော်စွာဝင်းနဲ့အမြဲတမ်းသွားလာတွေ့ရတဲ့ထိုင်းရဲ့ဆယ်လီမမကเนาะသူ့ရဲ့ဟိုဟာကြီးကိုเนาะကြီးမမရဲ့လူကောင်းတာသေးတာလို့ပြောနေကြပြီသိမလားကျော်စွာဝင်းမနေ့ဖြန်အနိုင်ရဖို့အတွက်ဆိုပြီးတော့အားစေးတစ်ခုเนาะသူ့ရဲ့ဘယ်လိုပြောရမလဲပေါ့เนาะသူရဲ့ဟိုဟာကြီးကိုထုတ်ပြပြီးတော့ကျော်စွာဝင်းကိုအားပြီးလိုက်တာဗျာကျော်စွာဝင်းနဲ့ Y2K ကိုသွားတွေ့ပြီးတော့အားစေးတွေပေးလိုက်တယ်လို့ကြားရတယ်ဗျာเนาะဆိုတော့ကျော်စွာဝင်းကတော့ဒီတိုင်းသိပါတယ်เนาะထိုင်းနိုင်ငံမှာဆယ်လီတွေရောသူတို့ကလပ်ကเนาะဖိုက်တာတွေရောသူ့ကိုရိုက်ပြီးတော့ဒါ online ပေါ်မှာငွေရှာနေကြတယ်ပေါ့เนาะ view တွေ like တွေအများကြီးရတယ်ဆိုတော့ပြီเนาะဆိုတော့เนาะဆယ်လီမမကြီးကပါကျော်စွာဝင်းကိုเนาะအားရှိအောင်တိုက်ကြွေးလိုက်ပြီဗျာဆိုတော့ကျော်စွာဝင်းကတော့ဒီပွဲမှာနိုင်ပြီလို့သူကသူယုံကြည်တယ်ဟိုအကောင်းဆုံးလုပ်ပြမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါပွဲဦးထွက်လေးဖြစ်တယ်ကျွန်တော်တို့ဘယ်မှာကြည့်ရမလဲဆိုတော့ဒီည6နိုင်မှာစကြည့်ရမယ်ဘယ်မှာသွားကြည့်လို့ရလဲဆိုတော့ဒါလူမနီမွေးထိုင်းဆိုတဲ့ page မှာကျွန်တော်ဒီဗီဒီယိုမှာပေးထားမယ်အမှာကျွန်တော်သွားကြည့်လို့ရတယ်ညနေ6နိုင်ကျော်မှာစပါမယ်ဟိုပရိသတ်တွေအနေနဲ့ကျော်ကြီးရဲ့ပွဲကိုကြည့်ချင်မယ်လို့ယုံကြည်တယ်ပေါ့နော်ဆိုတော့ let's go ကျော်ကြီးနိုင်မှရမယ်နော်